ဒီနေ့ဟာပြန်ကျွန်တော် DBUIC ရဲ့မြန်မာ New Year Festival 2026 ဘရောက်တက်ခဲ့ယူနှွဲပြော်သူ DBUIC နဲ့တူဆိုတဲ့ကျွန်တော်တို့စာသားလေးနဲ့အတူနှစ်တစ်ကိုကျွန်တော်တို့ပျော်ရွှင်ချမ်းမြေ့ပါတယ်ကျေးဇူးလိုက်ပါပညာရဲ့လင်းလေးလုံးသားထဲမှာတွေထွေဉာဏ်ပညာရဲ့အလေးသေးနဲ့နာဂတ်ကိုဆောင်ချိုလက်တဲ့တိုင်းပြည်တိုင်းမှာဆိုင်ထူတဲ့ကောင်းမြတ်တဲ့မျိုးသားပန်းနိုင်ကြီးတစ်ခုဟာပညာကိုအသွင်ရင်းနှီးမြုံနှံခြင်းဖြင့်ကျွန်တော် DBUIC အခု2နှစ်တာကာလပဲရှိပါတကယ်ကကျွန်တော် Device Services Company Limited က22နှစ်ရှိပါပြီကျွန်တော်အသက်20မှာပွဲရတယ်အနှစ်20တီးတီးသူများဝန်ထမ်း Salesman နေ GNT လုပ်ပါတယ်ကုမ္ပဏီထောင်တာ22နှစ်ရှိပါတယ်ကျောင်းတည်တာ2နှစ်ပဲရှိပါတယ်အဲ့တော့ကျွန်တော်ကျောင်းကောင်းတကောင်းတေချာလေးထားခဲ့ကြပါလေနောက်မျိုးဆက်အတွက်ကျွန်တော်အလုပ်လုပ်နေခြင်းပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်ကျောင်းမှာတင်တဲ့ပါမောက္ခချုပ်တွေတက္ကသိုလ်ကပါမောက္ခတွေဆရာကြီးဆရာမကြီးတွေကျွန်တော်ရင်ပတ်ထဲကကျေးဇူးတင်ပါတယ်ပညာရေးနဲ့ကုန်ထုတ်ဆောင်အားဟာဆက်သွယ်ပြီးပေါ်တော့ပညာတတ်လူအင်အားများထမ်းမြတ်တဲ့ဉာဏ်လေးနဲ့ပညာကောင်းများဖြန့်ဝေတဲ့ကောင်းသောကြောင့်ခီလန်ခုရဲ့ပန်းနိုင်တော့ဖဲလုံးလဝရိယနဲ့ခြေလှမ်းတိုင်းမှာအောင်မြင်မှုရတာတို့ရဲ့ကြောင့်တော်ကြီးတဲ့ပညာရေးနဲ့သူသားတိုင်းရဲ့ဘဝကိုမြင့်တင်ပဲကောင်းသောအသိဉာဏ်ကောင်းသောအတွေ့အခေါ်ကောင်းသောတတ်ပညာများချမ်းပဲပါတဲ့အနာဂတ်အတွက်ယုံကြည်စိတ်ချလိုက်ပါဟဲ့ DBUIC 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 ပညာရဲ့အလင်းထွန်းလင်းတဲ့ DBUIC ဉာဏ်ပညာရဲ့လေးသေးနဲ့နာဂတ်ကိုဆောင်ချိုဉာဏ်ပညာရဲ့လေးသေးနဲ့နာဂတ်ကိုဆောင်